သူလဲဝမ်းသာငါလဲရှင်ပြုံးတဲ့တရက်မှာအမကြီးတယောက်နဲ့ရှင်ဘရင်သားဟာလမ်းလျှောက်ခီးထွက်လာကြပါတယ်ခီးထွက်လာတော့ချောင်းကန်းစာနာတစ်ခုကိုရောက်လာတယ်အဲ့ဒီချောင်းကန်းစာပေါ်မှာအဝတ်ခတ်နွမ်းနွမ်းတပုံကိုသွားတွေ့တယ်ပစိုးတစ်ထည်ရဲ့အင်ဂျီစုံတစ်ထည်ရဲ့ပေါ့ဒါကိုမြင်တော့ဘရင်သားကအမကြီးတဲ့ဒီပစိုးအင်ဂျီတွေကိုဖွက်ပြီးတော့ကျွန်တော်တို့တစ်ပင်ခွေကနေချောင်းကြည့်ရအောင်တဲ့တကယ်လို့အဲ့သူစင်းရဲဟာရေချိုးပြီးတော့ပြန်တက်လာရင်သူ့အိုးစားကိုလိုက်ရှာမှာပဲလိုက်ရှာရင်ကျွန်တော်တို့ကပြေပေါ်ပါပါကြီးကြည့်ကြရအောင်လို့ပြောပါတယ်ပညာရှိမကဘာပြန်ပြောတော့ဆိုတော့အရှင်သားတဲ့သူများရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုကြည့်ပြီးတော့မှမပြောချင်ပါနဲ့တဲ့အရှင်သားတကယ်ပျော်ရွှင်စေမဲ့ဒီလမ်းကိုကျွန်တော်ပြင်မယ်တဲ့ရောတဲ့ဟောဒီရွှေနှပြားကိုယူတဲ့ရွှေနှပြားကိုယူပြီးတော့အဲ့ဒီသူစင်းရဲ့အင်ဂျီအိတ်ကထဲမှာတွားထည့်ထားပါလို့ဒီလိုပြောပါတယ်ဆိုတော့ရှင်ပြန်သားကလည်းပဲပညာရှိအမပြောတဲ့အတိုင်းပဲလိုက်လုပ်ပါတယ်အဲ့ဒီရွှေပြားနှပြားကိုယူပြီးတော့အထက်ကအင်ဂျီအိတ်ကထဲမှာတစ်ပြားအပြင်အင်ဂျီအိတ်ကထဲမှာတစ်ပြားဒီလိုထည့်ပေးလိုက်ပါတယ်ဟိုသူစင်းရဲ့ကရေမိုးချိုးပြီးပြန်တက်လာတော့အစိုးဝတ်အတွင်းကအင်ဂျီကိုဝတ်လိုက်တော့အထဲမှာအင်ဂျီအိတ်ကထဲမှာရွှေပြားတစ်ပြားကိုတွားတွေ့တော့သူအရန်ကိုဝမ်းသာသွားတယ်ဝမ်းသာပြီးတော့ပျော်ရွှင်သွားတာပေါ့ဗျာနောက်ထပ်အပေါ်အင်ဂျီကိုထားဝတ်တယ်အပေါ်အင်ဂျီအိတ်ကထဲမှာလည်းပဲရွှေပြားတစ်ပြားပြန်တွေ့ပြန်တော့ဝမ်းသာလွန်းလို့ဒူးထောက်မျက်ရည်တွေကျပြီးတော့အဲ့ဒီမှာကျွန်တော်ကိုစောင့်ရှောက်ပေးကြတဲ့နှက်ကောင်းနှက်မင်းများခမညာတဲ့အိမ်မှာတဲ့ကျမ်းမာရေးမကောင်းတဲ့ကျွန်တော်အမေရှိပါတယ်ဆေးကူးဖို့တဲ့ဆေးဘိုးဝါကရပါပြီနောက်ပြီးတော့ကျွန်တော်ညီမလေးကလည်းအစာအာဟာရပြတ်ပြီးတော့လဲနေပါတယ်ကျွန်တော်ညီမလေးအတွက်အစာအာဟာရများဝယ်ပြီးတော့မှကျွေးလိုက်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဝမ်းသာအားရနဲ့ဒီလိုပြောဆိုနေပါတယ်အကွဲကနေချောင်းပြီးကြည်နေတဲ့ဘရင်သားကအမကြီးတဲ့ကျွန်တော်ဘဝမှာလေမမေ့နိုင်လောက်တဲ့သင်ခန်းစာတစ်ခုကိုအမကြီးကပေးလိုက်တာပဲအဲ့တော့အမကြီးပြောလိုက်တဲ့စကားကအရှင်သားတဲ့သူများကိုဒုက္ခပေးပြီးတော့မှပျော်ရတဲ့အပျော်ထက်သူများကိုဒုက္ခချမ်းသာပေးပြီးတော့မှပျော်ရတဲ့အပျော်ကပိုပြီးတော့မှနှစ်သက်စရာကောင်းပါတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်မို့သူလဲဝမ်းသာငါလဲရှင်ပြုံးစေတဲ့အလုပ်ဟာအကောင်းဆုံးအလုပ်ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေအများကိုကူညီစောင့်ရှောက်နိုင်ကြပါစေဗျာ